မင်္ဂလာပါစိုက်ခုနောင်ကုမ္ပဏီ page မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မျှဝေချင်တဲ့အကြောင်းအရာလေးကတော့ယင်းနှိမ့်မြုပ်နှံမှုခွင့်လန်းအခွင့်အရေးနဲ့ယင်းနှိမ့်မြုပ်နှံမှုပြောင်းလဲသွားမဲ့ trend အကြောင်းလေးပေါ့နော်ကျွန်တော်တို့မြန်မာပြည်မှာတော့အများအားဖြင့်ချမ်းမြေယင်းနှိမ့်မြုပ်နှံတဲ့ကဏ္ဍတွေကလေးလေးလက်နဲ့အမှုပညာဆန်လွှမ်းကြည့်ပါတယ်တော်ကြရင်ဈေးတွေကဝိုးပါသွားတယ်တော်ကြရင်ဈေးတွေအေးသွားလိုက်မယ်ပေါ့နော်အခုတော့ဖြစ်နေတာလေဈေးအေးသွားတယ်အကြောင်းချက်တွေများစွာရှိတာပေါ့နော်ယင်းနှိမ့်မြုပ်နှံရမယ့်နေရာအနေထားတွေလည်းလအနေငယ်အကြာမှာကျွန်တော်ကြောက်တဲ့အမြင်ကတော့နေရာလေးတွေနည်းနည်းရွေ့သွားနိုင်တယ်ပြောင်းလဲသွားနိုင်တာပေါ့နော်စီမံကိန်းဧရိယာလေးတွေလှုပ်ဖြစ်ဖို့များတဲ့အတွက်ပေါ်မှာစီမံကိန်းဧရိယာလေးကိုပြောင်းတော့ဖို့များပါတယ်အသေးစိတ်ကြည့်နေချက်နေဆိုရင်တော့ကျွန်တော်တို့စိုက်ခုနောင်ကုမ္ပဏီရဲ့လိပ်စာနဲ့တော်၎င်းဒူဂရိုင်းလာရောက်မေးမြန်းတော်၎င်းဖုန်းနဲ့တော်၎င်းဆက်သွယ်ရေးရင်းနှီးမြှုပ်နှံတဲ့အကြောင်းတွေဖြည့်ပေးလို့ရပါတယ်နောက်တစ်ချက်ကတော့ဒီအိမ်ချမ်းမြေရောင်းမဝယ်မမဖြစ်ရလေအောင်ကျွန်တော်စိုက်ခုနောင်ကုမ္ပဏီနဲ့ဆက်သွယ်ဒီလုပ်ငန်းအနံဆောင်ရွက်ခြင်းအပြင်အင်ချမ်းမြေနဲ့ပတ်သက်တဲ့တောကတွေကင်းဝေးနိုင်ဖို့ကိုကျွန်တော်အနေနဲ့ရင်းကောင်းပါလိုက်ပါတယ်ကျေးဇူးတင်ပါတယ်